လီဗာပူးမြို့ရဲ့ကစားသမားပရိသတ်တွေရဲ့အချစ်တော်ဒူအာရော့ရော်ဘီဖောင်လာပါ1993မှာအသင်းကြီးအတွက်စတင်ခြေချခဲ့ပြီးချက်ချင်းပဲအားလုံးကိုအားတင်စေခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူ့ရဲ့ပွဲဥထွက်ပွဲစဉ်ဒုတိယအကြော့မှာတယောက်ထဲ9ဂိုးသွင်းယူခဲ့လို့ပါပဲ။အဲ့တုန်းကသူက18နှစ်ပဲရှိပါသေးတယ်။ဖောင်လာဆိုတာအားတင်စရာကောင်းလာအောင်ဂိုးတွေသွင်းခဲ့တဲ့တိုက်စစ်မှုစစ်ပါ1994မှာအာဆင်နယ်နဲ့ပွဲမှာသူ့ရဲ့နာမည်ကျော်4မိနစ်နဲ့33စက္ကန့်ပဲကြာတဲ့သမိုင်းဝင် hat-trick ကိုသွင်းယူခဲ့ပါတယ်။ဒီမှတ်တမ်းဟာနှစ်ပေါင်းများစွာမချိုးနိုင်ခဲ့ပါဘူး။ဘဲချီညာချီခေါင်းဘယ်နေရာကလာဂိုးပေါက်ကိုအရောက်ပို့နိုင်စွမ်းရှိတဲ့ကစားသမားပေါ့။လီဗာပူးမှာပထမအဦးဆုံးကစားခဲ့တဲ့10နှစ်တာကာလမှာဖောင်လာဟာကလပ်အသင်းအတွက်စုစုပေါင်းဂိုးသေးတိုင်းနဲ့စီဂျိုသွင်းပေးခဲ့ပါတယ်။2000မှာဖလားတောင်းလုံးရရှိခဲ့တဲ့အသင်းရဲ့အဓိကအင်အားစုဖြစ်ခဲ့ပါတယ်။သူဟာကွင်းထဲမှာရောကွင်းပြင်ပမှာပါပရိသတ်ဒီအသေးစွဲဖြစ်ခဲ့ပါတယ်ခနာရာကလပ်အချို့ကိုပြောင်းရွှေ့သွားခဲ့ပြီးမြဲ2006ခုနှစ်မှာသူ့ရဲ့အိမ်ကောဖြစ်တဲ့ Anfield ကိုပြန်လည်ရောက်ရှိလာတဲ့အခါပရိသတ်တွေရဲ့ကြိုဆိုမှုကမြုံနိုင်စရာပါပဲပရီးမီးယားလိဂ်သမိုင်းမှာဂိုးအများဆုံးသွင်းသူစရင်ဝင်ရော်ဘီဖောင်လာဟာတကယ်ကဘာကျော်ကစားသမားတူပါပဲနောက်ထပ်ဘယ်ကစားသမားအကြောင်းသိလို့ပါသလဲကွန်မန့်မှာပြောခဲ့နော်